တနေ့ဝင်ငွေလည်းဘာမှရမနေဘူးပေါ့နော်အဲ့ခါကျတော့စိတ်ထဲမှာကိုပြိုင်ဆိုင်ရမယ့် market ကြီးကြတော့လေအပြင် marketing လုပ်မယ်ဆိုရင်လေကိုကအများကြီးထုတ်ရမယ်သူ့လိုမျိုးစက်ရိုက်ဖြစ်အောင်ပေါ့နော်အများကြီးရိုက်ထုတ်ရမယ်အဲ့ဒီဥစ္စာကိုလည်းစဉ်းစားရတယ်အရင်းကြီးကလည်းအများကြီးထည့်မှာလားဒါအလုပ်ဖြစ်မှာလားပေါ့မျိုးစုံတော့တွေးတယ်တွေးပြီးတဲ့အခါကျတော့ဘာလို့ဖြစ်လဲဆိုတော့မပြတ်မကွက်လောက်တာကြတော့စာရေးဖတ်တယ်အားတဲ့ချိန်ရောက်ရင်ဒီ Facebook သုံးနေရင်လည်း online မှာအကျိုးရှိအောင်လုပ်တယ်ပေါ့နော်ဒီ community လေးတွေနဲ့ချိတ်ဆက်တယ်လို့လေတဘာဝတိုင်ကိုကြိုက်တယ်လို့ကုတ်တင်လောက်လိုက်တာတို့ဒီလိုမုန်းမှန်လိုက်တာဘာလှအောင်လုပ်လိုက်တာတို့ဥပမာသပင်ညက်ဆိုင်သွားရင်လေသပင်တရက်ပုံသွင်းပေးလိုက်တယ်အဲ့ဒါမလုံးနဲ့လို့ပြောတာဘာလို့ဆိုအဲ့ဒါနောက်ရက်ကျရင်မလှနေဘူးလေအဲ့တို့အဲ့ဒါမျိုးမကြိုက်ဘူးကိုယ့်ရဲ့ nego feeling ကအဲ့ခါကျတော့အဲ့လိုမျိုးဆိုဒါဆိုရင်ဒါအမကအပေါ်ပုံသွင်းပေးရမလို့ရတယ်နောက်ရက်ကျရင်ထွက်မဲ့ပုံပဲညှက်ပေးပါအဲ့လိုပုံစံမျိုးဆိုတာအဲ့ဒီ plastic ဆိုတာကိုကခံပြင်းတာပေါ့နော်ဟိတာငါတစ်ချိန်လုံးအုံးချေဒီအစ်စ်လိုပဲထင်ခဲ့တာပေါ့နော်တဘာဝအတိုင်းပဲထင်ခဲ့တာဆိုရင်အဲ့ကနေစပြီးတော့မှထုတ်ချင်နေပေါ့ထုတ်ချင်တော့ပုံမှန်ဒီကောင်းညီမောင်းညီမလေးရှိရနေအုံးမှုခွက်ချန်လေးတွေ့ရလေစိတ်ကူကရှားနေတော့မနှက်ခင်းအဲ့ဒါသူ့ရှာတောင်းပြီးတော့မှစမ်းကြည့်ကြမယ်ဆိုပြီးတော့မြို့သားနဲ့တိုင်ပင်ပြီးတော့ပေါ့နော်အဓိကတော့တင်းရတော့ idea လေးပဲပေါ့သူကတော့ဆက်ပိုင်းဆိုင်ရလဲငကိုတွေကလည်းစိတ်ဝင်စားရတယ်သူကလည်းဒီမီးရိုက်တာတို့ဒီ engineering ဘိုင်းတွေဒီဥစ္စာတွေအကုန်လုံးကိုလိုက်ပြီးတော့လေ့လာတယ်ပြီးတဲ့ခါကျရင်သူကအိမ်မှာတငယ်ချင်းတွေ free လုပ်ပေးရသူလည်းသူ့ဝါသနာပေါ့နော်သူအဲ့ဒီလုပ်တော့မလုပ်ဘူးသူရဲ့ professional ရောရှစ်နေပေါ့ဒါပေမဲ့ရှစ်နေလည်းသူမလုပ်ဘူးစကားအများကြီးမပြောချင်လို့အဲကြတော့အဲ့မှာစပြီးတော့မှကိုကပူဇာတဲ့ခါကျတော့ဒါစမ်းသက်ကြည့်ရပေါ့နော်မီးပေါင်းစုံနဲ့စမ်းသက်ကြည့်ရ6လ8လလောက်တော့ကြာတယ်ကိုဗစ်လည်းဖြစ်နေရော eBay ပဲပေါ့နော်တစ်နှစ်လောက်ထိရအတိုင်းပဲကိုကလုံးလိုက်တငယ်ချင်းတွေပေးသုံးလိုက်နေပေါ့နော်အဲ့ကနေမှ2021မှာမှစပြီးတော့ထုတ်ရောင်းပြတာပေါ့ကိုကဆက်စားတော့စဉ်းစားရတော့ crochet မှာပေါ့နော်ငါသုံးမှာပဲအများကြီးပေါ့တခြား crochet project လေးမှာလည်းကြက်တီးသုံးရတဲ့ခါသုံးမယ်ပေါ့အဲ့ကနေတော့ဒါထုတ်လို့ရသွားပြီ okay သွားပြီဆိုတော့ဒါဆိုငါတို့တော့ရောင်းကြည့်ပဲဆိုပြီးစဉ်းစားမိရပေါ့နော်အဲ့ကကျရောင်းကြည့်ရဲ့ခါကျတော့လေဘာပြဿနာတက်လဲဆိုတော့ဈေးကွက်ထဲမှာကဒီကြက်တီးတစ်လုံးဆို10ကနန်းပဲရှိတယ်တင်းကကျတော့ဒီကြက်တီးတစ်လုံးစထုတ်ကြရတွက်ကြည့်လိုက်တဲ့ဥစ္စာ250ဝန်းကျင်မှာလုံနိုင်နေပေါ့နော်အဲ့လောက်မှပဲဒါရောင်းတန်းတစ်ခုဖြစ်မယ်ဆိုတော့ကိစ္စမရှိဘူးဒါသဘာဝဖြစ်တယ် handmade လည်းဖြစ်တယ်တစ်လုံးချင်းစီကိုလက်နဲ့လုပ်ထားရတာဆိုတော့250 200ပတ်ဝန်းကျင်နဲ့ရောင်းကြည့်မယ်ဆိုရောင်းကြည့်ရပေါ့နော်ရောင်းကြည့်တဲ့အခါကျတော့လေကိုယ့်ရဲ့ community ထဲမှာပဲဒီ crochet လုပ်တဲ့တငယ်ချင်းတွေမိတ်ဆွေတွေအားပေးရပဲရှိရပေါ့အဲ့ခါကျတော့ဘာမှမရှိနေဘူးလေတနေ့ဝင်ငွေလည်းဘာမှရမနေဘူးပေါ့နော်အဲ့ခါကျတော့စိတ်ထဲမှာကိုပြိုင်ဆိုင်ရမယ့် market ကြီးကြတော့လေအပြင် marketing လုပ်မယ်ဆိုရင်လေကိုကအများကြီးထုတ်ရမယ်သူ့လိုမျိုးစက်ရိုက်ဖြစ်အောင်ပေါ့နော်အများကြီးရိုက်ထုတ်ရမယ်အဲ့ဒီဥစ္စာကိုလည်းစဉ်းစားရတယ်အရင်းကြီးကလည်းအများကြီးထည့်မှာလားဒါအလုပ်ဖြစ်မှာလားပေါ့မျိုးစုံတော့တွေးတယ်တွေးပြီးတဲ့အခါကျတော့ဘာလို့ဖြစ်လဲဆိုတော့မပြတ်မကွက်လောက်တာကြတော့စာရေးဖတ်တယ်အားတဲ့ချိန်ရောက်ရင်ဒီ Facebook သုံးနေရင်လည်း online မှာအကျိုးရှိအောင်လုပ်တယ်ပေါ့နော်ဒီ community လေးတွေနဲ့ချိတ်ဆက်တယ်အဲ့ဒါကြတော့အများနဲ့ continuous လည်းလုပ်ရမယ်လို့ကိုကသတ်မှတ်ထားတယ်အဲ့ခါကျတော့အဲ့လိုမျိုးဝါသနာလည်းပါတယ်ပေါ့နော်ဟိုတင်တန်းလေးဆိုလည်းပြေးပြီးလေ့လာခြင်းတယ်ဒါလေးဆိုလည်းပြေးပြီးလေ့လာခြင်းတယ်ဆိုတော့အဲ့ခါကျတော့အဲ့မှာ community ရဲ့ကိုဝင်မိရယ်ပေါ့နော်ဝင်မိရဲ့အခါကျတော့ဥပမာဒီအမျိုးသမီးဖွဲ့ she create တို့ပါတော့ member ဖြစ်လာတယ်she create member ဖြစ်လာတဲ့အခါကျတော့လေဒီမှာဟာတာအမျိုးသမီး creator တွေချင်းတွေ့တဲ့အခါကျတော့ဟာ तू ကဒါလုပ်ပါလားဆိုတာဟာမျိုးတွေအားတက်ရတယ်အားပေးရတယ်လည်းရှိတယ်နောက်ပိုင်းကျတော့ WTM လို့ TFL လို့ပါတက်ဖြစ်တယ်ဇက်တိုက်ပေါ့နော်ဒီ computer မှာသွားနေနောက် prevent plastic တို့လိုမျိုးပေါ့နော်ကိုကဒီထုတ်ကုန်ကိုသူတို့ကဒီ city map မှာတွေ့ရ